ရင်တွေစက်ပစ္စည်းတွေစီစားတယ်ဆိုတာကို English လိုမျိုးဘယ်လိုပြောကြလဲ consume ဆိုတဲ့ verb လေးကိုသုံးပြီးတော့ပြောလို့ရတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင် my car consumes a lot of petrol ကျွန်တော်ရဲ့ကားကစီအရန်စားတယ်အဲ့ဒီတွေပဲရတယ်ပေါ့နော်နောက်တစ်ခုအသုံးလည်းရှိရယ် be heavy on something သူကတော့ informal ဆန်တယ်ဒီလက်တွေ့ conversation မှာအရန်အသုံးများတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင် my car is heavy on petrol ကျွန်တော်ရဲ့ကားကစီစားတယ် okay ဒီ consume နဲ့တူတယ်ပေါ့နော်အလုပ်တစ်ခုခုကအချိန်စားတာကိုကြတော့ consume time သုံးလို့ရတယ်လို့ time consuming ဆိုတဲ့ adjective လေးကိုလည်းကျွန်တော်တို့သုံးပြီးတော့ပြောလို့ရပါတယ်ဥပမာပြောရမယ်ဆိုရင် this project consumes a lot of time ဒီ project ကအချိန်တွေအများကြီးစားတယ် this project is time consuming ဒီ project ကအချိန်ရန်စားတယ်ပေါ့နော်အုံနောက်စားတာကိုကြတော့ rack somebody's brain ပေါ့နော်ဒီအသုံးလေးကတော့အသုံးများပါတယ်ဥပမာပြောရမယ်ဆိုရင် your question is making me rack my brain မင်းရဲ့မေးခွန်းကငါ့ကိုခေါင်းစားစေတယ်အဲ့ဒီပဲရတယ်ပေါ့နော်ခေါင်းစားရလို့ပြောတဲ့နေရာမှာဒီ brain teaser ဆိုတဲ့ noun လေးလည်းရှိရပေါ့နော်အဲ့ဒီသုံးလေးလည်းသုံးလို့ရတယ်ဥပမာပြောရမယ်ဆိုရင် this puzzle is a brain teaser okay ဒီပဟေလိကတကယ်ကိုခေါင်းစားစေတဲ့အရာပဲအဲ့ဒီ rack my brain တို့ brain teaser တို့ကို adjective ပုံစံနဲ့သုံးလို့ရတယ်ပေါ့နော် brain racking brain teasing ဒီလိုမျိုး adjective လေးနဲ့လည်းကျွန်တော်တို့သုံးကြပါတယ်ဥပမာပြောရမယ်ဆိုရင် he asked me a brain teasing question သူကကျွန်တော်ကိုခေါင်းစားစေတဲ့မေးခွန်းတစ်ခုမေးခဲ့တယ်Your question is really brain wrecking မင်းရဲ့မေးခွန်းကတကယ်ကိုခေါင်းစားတာပဲကွာအဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ် Okay အားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ် Bye bye see you in the next video